ရွှေခိုးစတိုရီ channel ကိုအားပေးနားဆင်နေတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်များအတွက်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာအက္ခစောရေးသားထားတဲ့ဘဲတန်ပခတ်နဲ့နန်းတီဝီအတွဲနှစ်စာစဉ်14ကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။ထိုနေ့တွင်ဘခတ်တယောက်ဘူဖြစ်တဲ့အထိတ်အမတ်နဲ့စရနံကစားပွဲတောက်ပွဲကြီးတစ်ခုကိုကျင်းပပေးတယ်။ဝက်ကြီးတကောင်ကိုအကောင်လိုက်ကင်ကချက်အရည်များခေါင်ရည်များနဲ့တောက်စားပျော်ပါကြလေတယ်။ဘာခတ်မှာအရက်မတော့ပဲအသားကိုသာစားတယ်။တပြများမှာလွန်စွာမူးယစ်နေကြတယ်။ထိုအထဲတွင်နန်းဒေဝီလည်းပါတယ်။ညနေဆောင်ရောက်တဲ့အခါစိတ်များကိုကင်ကထက်မှန်တောက်စားကြပြန်တယ်။တပြများမှာစီးလို့ဝါလို့ပျော်မြူးနေကြသဖြင့်အဖက်စုကထိုးအံတဲ့သူများလည်းရှိတယ်။အရက်မူးကခြေမလွတ်သေးမလွတ်မှောက်နေကြသူများလည်းရှိပြန်တယ်။ဘာခတ်မှာစိတ်ရှုပ်လာသည်နဲ့ကြောက်ကူကြီးအတွင်မှထွက်လာခဲ့တယ်။တပြဘူဟောင်းဖြစ်တဲ့ဘူအေးချက်မှာဓမြစခန်းတနေရာရှိတစ်သားမျော်စင်ကြီးပေါ်တွင်မတ်တက်ရက်နေသည်ကိုတွေ့ရသဖြင့်ဘာခတ်ကမျော်စင်ပေါ်သို့တက်လိုက်တယ်။မျော်စင်မှာစခန်းဝင်ချင်းထိပ်ဖက်ကျတဲ့နေရာတွင်တီရှိကအတော်အတန်လဲမြင့်မာလာသဖြင့်နဘေးပဝင်းချင်းကိုကောင်းစွာမြင်တွေ့နေရတယ်။ဝဲလူဆဲဆဲနေအောင်အောက်မှာတောင်ကျောကြီးတစ်ခွင်ကစိမ့်ဆူတောက်ပနေလေတယ်။မျော်စင်ကြီးမှလှမ်းမျော်ကြည့်လိုက်တဲ့အခါတောင်စင်အထက်ထက်များကွင်းမြင်ကြီးများတစ်တော်အုပ်များကိုတွေ့မြင်ရတယ်။မြင်တွေ့ရသည်မှာဆေးပကြီးရေးချဲထားတဲ့ပကြီးကားတစ်ချက်ဝဲဖြစ်နေတယ်။ဘာခတ်မှာမျော်စင်ကြီးမှရှုငေးကြည့်ရင်ဒီနေရာကရှုခင်းသိပ်ကောင်းတာပဲခမည်းကကျုပ်ကိုတော့မခေါ်ဘူးဗျာဘူအေးချမ်းကဘာခတ်ကိုတစ်ချက်ကြည့်လိုက်ရင်ကျုပ်ကရှုခင်းကြည့်နေတာမဟုတ်ဘူးကင်းဆောင်နေတာပါဘာခတ်မှာတစ်ချက်ရဲလိုက်ရင်ခမည်းဗျာအပင်ပန်းခံလို့ဟော်ဒီနေရာကိုဘသူကလာမှလဲဗျအန်ဒီရဲဆိုတာဂျိုတင်တွေးလို့မရဘူးဘူဘာခတ်အထူးသဖြင့်ဒီနေ့လိုနေ့မျိုးပေါ့အောက်လန့်ငယ်သားတွေအားလုံးတောင်စားမူးရနေကြတဲ့အချိန်မှာစခန်းရဲ့လုံခြုံရေးဟာရော့ရဲနေတယ်။ကျုပ်သာနိုးနိုးကြကြနဲ့ကဲမဆောင်ဘူးဆိုရင်ဒီစခန်းကိုဘသူမှစောင့်မဲ့သူရှိမှာမဟုတ်ဘူး။ဒီစခန်းကဘယ်နေရာမှာရှိတယ်ဆိုတာကိုဘသူမှသိတာမှမဟုတ်ပဲဗျာ။ဘသူကလာတိုက်ခိုက်မှလဲဗျမဟုတ်ဘူးလား။ကင်းဆောင်နေဆိုတာအတွင်းအပြင်လုံခြုံဖို့ပါဘူဘခန့်။အခုအချိန်မှာအပြင်ရန်သူမလာရောက်နိုင်ဘူးဆိုပေမဲ့အတွင်းရန်သူကဘလို့ကြံစီနေတယ်လဲဆိုတာကိုဘလို့လုပ်ပြီးတော့သိနိုင်မှာလေနေပါအောင်ကိုအေးချမ်းခမည်းကကျုပ်ကိုစောင်းပြောနေရလားခမည်းကမပြောရဲပါဘူးဘူဘခန့်ဒါပေမဲ့ခမည်းဟာဒီနေ့မှရောက်လာတာဖြစ်တဲ့အတွက်ခမည်းကိုကျုပ်မယုံနိုင်သေးဘူးခမည်းကိုကျုပ်အချိန်ပြည့်စောင့်ကြည့်နေတယ်ဆိုတာကိုခမည်းမမေ့နဲ့ဒီစခန်းရဲ့ဘိုးတရားကိုခမည်းကတန်တရားဝင်နေတယ်ပေါ့ဟုတ်လားဘူအေးချမ်းမှာဘာခတ်ကိုပင်လှည့်မကြည့်ပဲဒီစခန်းရဲ့စီကံမှာကင်းဆောင်နေတဲ့အချိန်စကားမပြောရပါဘူး။ဘာခတ်မှာဟက်ခနဲ့ရေလိုက်ကခမည်းကတကယ်လူပဲဗျာ။ဘာခတ်ကဘိုးအေးချမ်းရဲ့ပခုံးကိုပုတ်လိုက်ကမျောစင်ပေါ်မှဆင်းလာခဲ့တယ်။မျောစင်အပေါ်တွင်ရှိနေတဲ့အချိန်ဘာမှမဖြစ်တဲ့ဟန်ဆောင်ထားတော်လဲအကင်းပါတဲ့ဘိုးအေးချမ်းအရှိတွင်အမှုအရာများပြည့်ရင်သွားမီဆိုးလာသဖြင့်ထိန်ချုံအောက်ဤထားရသည်မှာလွယ်တော့မလွယ်လာပြီ။ဘာပဲဖြစ်ဖြစ်ငါကိုအချိန်ပြည့်စောင့်ကြည့်နေတဲ့လူရှိတာပဲငါတတိကြီးကြီးထားမှဖြစ်မယ်ဘာခတ်မှာခတ်တူတူကလေးရေရွတ်လိုက်ကမျောစင်စီမှထွက်လာခဲ့လေတယ်ကြောက်ကူကြီးအတွင်းသို့ပြန်ဝင်လာတဲ့အခါနန်းဒေဝီနဲ့ဓမြများမှာကစားနည်းတစ်မျိုးကစားနေကြတယ်မြည်သည့်ကစားနေသည်မန်းကိုတော့ဘာခတ်လည်းနားမလည်နိုင်ပေသို့တော့ထိုကစားနည်းတွင်ရှုံးနေသူကအရက်တစ်ခွက်တောက်ရသည်နှစ်ခါရှုံးနေရင်အရက်နှစ်ခွက်တောက်ရပြန်သည်တပြများမှာတယောက်နဲ့တယောက်မျက်စပစ်ကနန်းဒေဝီကိုညှက်ချနေကြသည်ကိုတွေ့ရတယ်။ကဲဒေဝီနေရှုံးတာ9ခါရှိပြီ။ဒါဆိုရင်နေ9ခွက်တောက်ရမယ်။ဘာခတ်မှာတပြများနဲ့ရောရောထွထွေးနေတဲ့နန်းဒေဝီကိုမနစ်မြို့တီကအမှန်ပင်ဖြစ်တယ်။တပြများရဲ့အကြည့်များကလည်းအလွန်ရိုင်းဆိုင်လာပေတယ်။နန်းဒေဝီရဲ့အဖြစ်မှာဝင်ပလွေအုပ်ထဲတွင်ရောက်နေတဲ့သိုးတငယ်လေးပမာဖြစ်နေတယ်။နန်းဒေဝီမှာဓမြများငှဲ့ပေးတဲ့အရက်ခွက်များကိုတစ်ခွက်ပြီးတစ်ခွက်မော့တောက်နေလေတယ်။အရက်ခွက်9ခွက်ကုန်တဲ့အခါနန်းဒေဝီမှာတအိတ်နဲ့လေးချင်များထိုးတက်လာတယ်။ထိုအခါဓမြတအုပ်ကပြည်တီရေမောလိုက်ရင်ဒေဝီကရင်ခံနေတဲ့ပုံပဲကျုပ်တက်တာသွားအောင်လှုပ်ပြီးမယ်
ထိုတပြမှာနန်းတီဝီရဲ့ပခုံးကိုလက်နဲ့အရသာခံကပုတ်တက်နေလေတယ်ထို့နောက်နန်းတီဝီရဲ့ကြောကုန်းကိုလည်းနှိမ့်နယ်ပြီးတရောင်ရောင်ဖြင့်ပုတ်တက်နေပြန်တယ်နန်းတီဝီမှာထိုအဖြစ်ကိုဘာမှမသိပဲမူးရိပ်၍သာနေတယ်ဒေဝီကိုအကိုကြီးတို့ကကိုဖိရင်ဖိပြုစုပေးပါမယ်ဓမြမှာနန်းတီဝီရဲ့ရင်သားများကိုကင်ကြွယ်ရန်လက်လန်းလိုက်တယ်ဘာခက်လဲမနေတာတော့တဖြင့်ချောင်းတစ်ချံဟန့်လိုက်မိတယ်ဟဲ့လူတွေခမည်းတော်တွေဘာလုပ်နေကြတာလဲဓမြမှာလက်ကိုပြန်ရုပ်သိမ်းလိုက်ပြီးဟိုလေဒေဝီကလေကျင်တွေတက်နေလို့ကျုပ်တို့ပြုစုနေတာပါဘို့ဘာခက်ခမည်းတော်ပြုစုတာနည်းနည်းလွန်နေပြီလို့မထင်ဘူးလားဘာခက်မှာနန်းဒေဝီကိုပွေ့ချလိုက်ကကြော်ပြီးကျုပ်သူ့ကိုခေါ်သွားတော့မယ်ဓမြများကပြုံးဖြည်းဖြည်းနဲ့ဘိုးကြီးကရောနန်းဒေဝီကိုပြုစုမလို့လားမင်းတို့ဗဇက်တွေပိတ်ထားကြစမ်းဘာခက်မှာဓမြများကိုအော်ငေါ့ပြီးနန်းဒေဝီကိုတဲဆောင်လာခဲ့တယ်နန်းဒေဝီမှာမျက်လုံးများချချလဲနေကလူမန်းသူမန်းပင်မသိအောင်မူးရင်နေလေတယ်ကြောက်ကူကြီးအတွင်းတွင်တက်လုံးကြီးများနဲ့အခန်းများစွာဖွဲ့ထားတယ်ဘာခက်မှာဘူဖြစ်သူနေထိုင်ရတဲ့အခန်းထဲသို့ဝင်လာခဲ့တယ်ထိုအခန်းမှာရခင်ကဘိုးအေးချမ်းနေထိုင်အသုံးပြုတဲ့အခန်းဖြစ်တော်လဲယခုတော့ဘာခက်နေထိုင်ရန်အတွက်ရှင်းလင်းပြင်ဆင်ပေးထားခြင်းဖြစ်တယ်အခန်းအလယ်တွင်တက်လုံးများဖြင့်ပြုလုပ်ထားတဲ့ဂရင်ကြီးတစ်ခုရှိကဂရင်ပေါ်တွင်ဝဝံသားမွေးစကြီးတစ်ခုကိုခင်းကျင်းပေးထားတယ်ဘာခက်ကနန်းတီဝီကိုဂရင်ပေါ်သို့ချပေးလိုက်တယ်နန်းတီဝီမှာဘာခက်ကိုပြန်လဲပွေဖက်ထားသဖြင့်ဘာခက်မှာခွာမရပဲဖြစ်နေမိတယ်နန်းတီဝီရဲ့အပြစ်ကင်းစင်ကနုနေတဲ့မျက်နှာကလေးကိုဘာရဲ့မဟုတ်ပဲငေးကြည့်နေမိတယ်နှစ်ဦးသားမျက်နှာချင်းနီးကပ်နေသဖြင့်နန်းတီဝီနှာခေါင်းမှထွက်လာတဲ့ထွက်သက်နွေ့နွေ့ကလေးများမှာဘာခက်ရဲ့ပါးပြင်သို့လာရောက်ရိုက်ခတ်လေတယ်လူသူကင်းရှင်း၍စိတ်ငြိမ်တဲ့အခန်းကြီးအတွင်းမှာယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်နီးနီးကပ်ကပ်နေရသည်မို့ဘာခက်စိတ်ထဲတွင်ရှိုးရိုးရှမ်းတဲ့ဖြစ်လာတယ်မင်းကပန်းကလေးတစ်ပွင့်လိုလှပနှုတ်နေပါတယ်နန်းတီဝီဒါပေမဲ့မင်းလိုမိန်းကလေးတစ်ယောက်နဲ့ဟော်ရီနေရနဲ့ဘလို့မှမအပ်ဆက်ပါဘူးဘာခက်မှာနန်းတီဝီရဲ့လက်များကိုဖယ်ရှားလိုက်တယ်သို့တော်လဲနန်းတီဝီမှာဘာခက်ကိုပြန်လဲဆွဲယူထားပြန်တယ်ဘာခက်တယောက်အိယာပေါ်မှချလိုက်ပြီးနန်းတီဝီရဲ့လက်များကိုခက်ကြမ်းကြမ်းဖြင့်ခါချလိုက်တယ်နန်းတီဝီမှာဂရင်ပေါ်သို့ဆောင်းလဲကျသွားတယ်အမလေးသေးပါပြီတော့နန်းတီဝီထက်မှအော်တန်ထွက်ပေါ်လာတယ်ဘာခက်မှာရှက်ကူးရှက်ကန်းဖြစ်သွားပြီးမင်းနိုးနေတယ်ပေါ့ဟုတ်လားခမတွဲလာကလေးကကျုပ်သိနေပြီးသားပါဒါနဲ့များအဲ့ဒီတုန်းကလေးကဘာလို့ထမလာတာလဲနန်းတီဝီမှာပြုံးလိုက်ရင်ဒါကတော့ခမကြီးကျုပ်ကိုဘာဆက်လုပ်မလဲဆိုတာသိချင်လို့ပေါ့ဗျာမင်းတော်တော်ရဲတင်းလို့မလားနန်းတီဝီမင်းလောက်တာအရင်အန်ရယ်များတယ်ဆိုတာမင်းသိရလားကျုပ်ကခမကြီးရဲ့စိတ်ကိုစမ်းသက်ချင်လို့လှုပ်လိုက်တာပါအခုဘက်နဲ့လဲခမကြီးရဲ့ရုပ်ကထူတူအတတပုံစံဆိုပေမဲ့အခုတော့ခမရဲ့အတွင်းစိတ်ကလည်းတုံအပဲဆိုတာကျုပ်သိလိုက်ပါပြီဘာခက်မှာဘာမှမပြောတော့ပဲဂရင်မော်ရင်ထိုင်ချလိုက်တော့တယ်နန်းတီဝီကဘာခက်နှစ်ဘေးသို့တိုးလာကဟဲ့လူကြီးခမဘာဖြစ်လို့ခုနာကရှေ့ဆက်မတိုးတာလဲခမတော်တော်တရေဘောကြောင်တာပဲဗျာစောင့်ထိန်တယ်ဆိုတာတရေဘောကြောင်တာမဟုတ်ဘူးနန်းတီဝီရဲ့ငါကိုဆရာဆန်ကပြောဘူးတယ်လူမန်ရင်စောင့်ထိန်အပ်တဲ့အရာ၅ပါးရှိတယ်တဲ့ငါကအရင်တော့ကအရက်တွေတောက်တယ်လိန်ပြောရင်လည်းပြောခဲ့ဘူးတယ်လူမိုင်းဆိုတော့တိုက်ရခိုင်ရတက်ရဖြက်ရတာလည်းလုပ်ခဲ့ဘူးတယ်အချီနေအရာပိုင်ရှင်မသိအောင်ခိုးဝတ်တာလည်းရှိတယ်ဒါပေမဲ့ငါကဘယ်တော့မှသူများသားမရကိုမပြတ်မားခဲ့ဘူးဒီတော့ဆောင်းထင်းရတဲ့အရာ၅ပါးထဲမှာဒီတပားကိုငါလုံချုံအောင်စောင့်မယ်လို့ဆုံးဖြတ်ထားတယ်ဒီတပားပါကျူးလို့မိသွားရင်ငါလူဟုတ်ပါတော့မလားကွာခမည်းကတော်တော်ထူးဆန်းတဲ့လူပဲဒါနဲ့နေပါဦးခမည်းခုနကပြောတော့ကျုပ်ကပန်းကလေးတစ်ပွင့်လို့လှတယ်ဆိုပြအဲ့ဒါတကယ်လားဘာခက်မှာဘာမှပြန်မဖြေပဲဆက်သာထိုင်နေမိတယ်ဝန်ခံလိုက်စမ်းပါဗျာခမည်းကြီးကလည်းယောက်ျားမဟုတ်ဘူးလားအေးငါဝန်ခံပါတယ်မိကတော်တော်လှတယ်ဟုတ်ပြီလားနောက်တော့ကျုံနဲ့ဒီနေရာနဲ့ဘယ်လို့မှမအပ်ဆက်ဘူးဆိုတာကရောဒါကတော့ရှင်းပါတယ်ကွာမင်းလိုနှုတ်လေလှပတဲ့မိန်းကလေးတယောက်ကဟော်ဒီလိုလူမဆန်တဲ့ဓပြတွေနဲ့ပေါင်းတင်နေတာမတင်တော်ပါဘူးကွာမင်းဟော်နှမ်းမှာပဲအေးအေးဆေးဆေးနေတင်တယ်ဒါတော့ကျုပ်လည်းသိပါတယ်ဗျာဒါပေမဲ့ဒီဓမြတွေထဲမှာကျုပ်ကိုနိုင်တဲ့သူဘယ်သူမှမရှိဘူးဗျ
ဒါဆိုရင်လေကို့နယ်မြေကိုဓမြတိုက်စားနေတဲ့မင်းအကိုနဲ့ဘာဖြစ်လို့ဆက်ပေါင်းနေသေးတာလဲအကိုကြီးကကျုပ်ကိုဂရိပေးထားတယ်ကျုံမိဘတွေကိုတတ်သွားတဲ့လူတွေကိုသူစုံစမ်းပေးမယ်တဲ့ဒါဆိုအဲ့ဒီလူတွေကိုသိရင်မင်းကလက်စားချေမယ်ပေါ့နန်းတီဝီကအန်ကြိတ်လိုက်ရင်ခေါင်းကိုညှိပ်ပြတယ်လက်တုံပြန်တာကိုတော့ငါမတားချင်ပါဘူးကွာဒါပေမဲ့အခုလိုဓမြတယောက်လှုပ်နေတာကိုတော့ငါမကြိုက်ဘူးအောင်မဲခမည်းကြီးကကြီးကြီးကျယ်ကျယ်တိတ်ပြောတာပဲဓမြလှုပ်တာကိုမကြိုက်ဘူးဆိုပြီးခမည်းကြတော့ဘာဖြစ်လို့ဓမြလှုပ်နေတာလဲနန်းတီဝီစကားကိုဘာခတ်တယောက်ဘာမှပြန်မပြောတော့ပြီနန်းတီဝီမှာဂရင်ကြီးပေါ်သို့လှဲချလိုက်ကဂရင်ကြီးကနှွေးလိုက်တာကျုပ်ဒီညဒီမှာပဲအိတ်မယ်ဘာခတ်ကအခန်းတကားဖွင့်ကအခန်းအပြင်သို့ထွက်လာခဲ့လိုက်တယ်ဂူအဝင်ဝတွင်ရှိတဲ့မိဘုံကြီးအနီးတွင်ထိုင်ကအိတ်ဆက်လိုက်တော့တယ်နောက်တနေ့နက်တွင်စာရန်နောင်ကဘာခတ်ကိုခေါ်လိုက်ပြီးခမအားမွေးထားပါကိုဘာခတ်နောက်9ရက်နေကျုပ်တို့ဘဝတဆစ်ချိုးပြောင်းလဲစီမဲ့ဓပြမှုတစ်ခုကိုကျူးလွန်ကြမယ်စာရန်နောင်နဲ့နန်းတီဝီတို့မှာမြင်းပေါ်သို့ကိုစီတက်လိုက်ကြတယ်ရိတ်ခါနဲနေပြီဆိုတော့ကိုဘာခန့်နဲ့အေးချမ်းကကျုပ်တို့နဲ့အတူလိုက်ခဲ့ပါစံအိတ်ပဲအိတ်တွေတင်ပေးလိုက်မယ်ဘာခန့်နဲ့ဘူအေးချမ်းတို့မှလည်းမြင်းပေါ်သို့ကိုစီတက်လိုက်ကြတယ်ထိုအခါဘူအေးချမ်းကအနက်ရောင်ဂတိပါအိတ်ကြီးကိုဘာခန့်ထံသို့လှမ်းပစ်ပေးလိုက်တယ်ဘာလဲကျုပ်ကဒီအိတ်ကြီးကိုဆွတ်ရအောင်မလားစခန်းရဲ့စီကံရဘိုးပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်စခန်းကိုရောက်တာတပတ်မပြည့်မချင်းစခန်းဝင်ပေါက်ထွက်ပေါက်တွေကိုမြင်ခွင့်မရှိပါဘူးဘာခတ်မှာတပ်ပြင်းတစ်ချက်ချလိုက်ပြီးထိုအိတ်ကြီးကိုခေါင်းတွင်ဆွတ်ထားလိုက်တယ်မြင်းမှာခမမှန်ကလေးသွားနေရင်အတန်ကြာတဲ့အခါမြက်ခင်းပြင်ကြီးတစ်ခုစီသို့ရောက်လာခဲ့တယ်ဘာခတ်မှာထိုတော့မှမျက်နာကိုအုပ်ထားတဲ့အိတ်ကြီးကိုချွတ်ရတယ်ထိုမှသက်စစ်30ရွာကြီးစီသို့မြင်းကိုဒုံဆိုင်နှင်ကြရတယ်30ရွာကြီးမှာစီကားနေပြန်တယ်စာရန်နောင်နဲ့ဒီဝီမှာဟော်နန်းအတွင်းသို့ဝင်သွားတယ်ဘိုးအေးချမ်းမှာ30ဈေးကြီးအတွင်းသို့မြင်းကိုမောင်းနှင်လာခဲ့ပြီးဆိုင်တဆိုင်သို့ဝင်ကစံအိတ်ပဲအိတ်များကိုယူဆောင်ကြတယ်စံအိတ်ပဲအိတ်များမှာခက်ရွယ်သားဖြစ်လျာမြင်းကုံနှီးဤအနောက်ဘက်တွင်တင်ဆောင်ထားလိုက်တယ်ထိုစဉ်ဘာခန့်မှာအကြံတစ်ခုရလာတယ်ဘာခန့်မှာပဲပုတ်စီများထည့်ထားတဲ့အိတ်ကိုယူလိုက်ကမြင်းပေါ်သို့တင်လိုက်တယ်ကျုပ်ပဲတွေတည်ခဲ့မယ်ကိုအေးချမ်းထို့နောက်ဈေးကြီးကိုဖျက်ကြပြန်တယ်ဈေးတောင်ရှိစားတဲကြီးကိုတွေ့တဲ့အခါဘာခတ်ကကိုအေးချမ်းအရင်သွားနေဗျာကျုပ်စတဲကြီးတဲ့ခဏဝင်လိုက်အောင်မယ်တိတ်တော်မကြစေနဲ့ပူဘာခတ်မှာစတဲကြီးအတွင်းသို့ဝင်လာခဲ့လိုက်တယ်ထိုဆိုင်မှဇပွဲတူးကောင်ကလေးကဘာခတ်အနီးသို့ရောက်လာတယ်ဘာသုံးဆောင်မလဲဆရာကြီးဘာမှမစားတော့ဘူးကြားနဲ့စင်လဲပြမတွေ့ကြမယ်ကြားကိုပြောလိုက်အနောက်အရက်ကတောင်တန်းကြီးတွေနားရောက်ရင်ပဲစီတွေကိုခြေရာခံပြီးတော့လိုက်ခဲ့ပါလို့ဟုတ်ပြီလားထိုကောင်လေးမှာခေါင်းငိတ်လိုက်တယ်ဘာခန့်မှာစာရန်နောင်တို့ရဲ့ဓမြစကန်းကိုဘိုးကြားတိတာစီရင်လမ်းပြပေးလိုက်ခြင်းဖြစ်တယ်ထို့ကြောင့်စားတောက်ဆိုင်မှဘိုးကြားရဲ့သတင်းပေးသူနဲ့ဆက်သွယ်ပေးခဲ့ခြင်းဖြစ်တယ်စတဲကြီးအတွင်းမှထွက်လာခဲ့တဲ့အခါဘိုးအေးချမ်းကအသင့်ဆောင်ကြိုနေလေတယ်မြန်လာချီလားဘိုးဘခတ်ခမဘာသွားဝယ်တာလဲဘာမှမဟုတ်ပါဘူးဟိုနေ့ကအကျွေးပြီးဖို့ကြံခဲ့လို့သွားပေးတာပါဘာခန့်မှာမြင်းပေါ်သို့ခုံတက်လိုက်ပြီးသွားကြစို့ကိုအေးချမ်းဘာခန့်နဲ့ဘိုးအေးချမ်းတို့မှာမြို့မှာထွက်ခွာလာခဲ့ကြတယ်30နဲ့အနောက်ဘက်တောင်တန်းကြီးစီသို့ရောက်လာခဲ့ကြပြန်တယ်ဘာခန့်မှာမျက်နာကိုအိတ်ဆွရမိနေရာသို့မရောက်ခင်အချိန်တွင်ဓာမြောင်ကလေးတစ်ချောင်းကိုထုတ်ယူလိုက်ကပဲအိမ်ထောင်စွန်းကိုအตาကလေးထိုးဖောက်လိုက်တယ်ထိုဓာမြောင်ကလေးမှာတနေ့ညကနန်းတွေဝင်နဲ့တိုက်ခတ်ရမှရရှိလာခဲ့တဲ့ဓာမြောင်ကလေးဖြစ်တယ်ပဲပုတ်စိတ်များမြင်းသွားတဲ့အတိုင်းတစေးနဲ့မြေပေါ်သို့ကျဆင်းနေလေတော့တယ်အရှိမသွားတဲ့ဘူအေးချမ်းမှာထိုအဖြစ်ကိုသတိထားမိပုံမရပေအကယ်၍ဘူကြားသာပဲစိတ်များအတိုင်းခြေရာခံလိုက်လာပါကဓပြစကန်းတီရီယာကိုသိရှိသွားနိုင်ပြီဖြစ်ပါတယ်အရှိမသွားနေတဲ့ဘူအေးချမ်းကကဲဘူဘခန့်ခေါင်းကိုအိတ်ကလေးဆွတ်လိုက်ပါအောင်ဘခန့်မှာအိမ်နက်ကိုဆွတ်လာခဲ့ရပြန်တယ်သို့တော်ကိစ္စတော့မရှိပေပဲပုတ်စိတ်များမှာတလန်းလုံးကြကြံနေခဲ့တဲ့ဖြင့်ဘိုးကြားတယောက်အလွယ်တကူပင်ခြေရာခံလိုက်လာနိုင်ပြီဖြစ်သည်သွားလာနေရင်တနေရာသို့ရောက်တဲ့အခါဘူအေးချမ်းမှာပဲစိတ်များကိုတတိထားမိသွားတယ်အလိုပဲစီတွေမြေမှာကျနေပါလားဘူဘခတ်ဟုတ်ရဲ့လားဗျာဆိုင်ကတေးသေးချာချာပိတ်မပေးလိုက်ဘူးနဲ့တူတယ်
ရိတ်ခါဆိုတာတန်ဖိုးရှိတဲ့ဘူဖခက်ရဲ့အထူးသဖြင့်ကျုပ်တို့လိုတောပုံးတများတွေအတွက်ပေါ့ဗျာဘိုးအေးချမ်းမှာအိတ်တောင်စောမအပေါက်နေရကိုကျိုးတချောင်းဖြင့်စီးနောင်လိုက်ပြီးဆက်လက်ခရီးနှင်ခဲ့ကြတယ်စခန်းရောက်တော့မှလူတယောက်ကိုအဲ့ဒီပဲစီတွေဒစိမကြံလိုက်ကောက်ခန်းလိုက်မယ်ဗျာပဲဒစိရဲ့တန်ဖိုးကလည်းနဲမှမနဲပဲဗျာဟ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 ာဘိုးအေးချမ်းရဲ့ရေမောတံမှာဘာခက်ကိုလှောင်ပြောင်နေတဲ့ကဲ့သို့ဖြစ်တယ်အကင်းပါလို့နဲ့ဘိုးအေးချမ်းကြောင့်ဘာခက်အစီအစဉ်မအောင်မြင်ခဲ့ပြီဘာခက်မှာစခန်းတွင်နေတဲ့အချိန်တိုင်းစခန်းရဲ့တီနီယာကိုပြသနိုင်မဲ့နီလန်းတစ်ခုကိုရှာဖွေနေမိတယ်ဘိုးအေးချမ်းကလည်းဘာခက်လှုပ်ရှားမှုများကိုအကဲခတ်နေသည်မို့လှုပ်ရှားရမလွဲကူလာပြီဘာခက်မှာဘိုးအေးချမ်းနဲ့တင့်မြတ်အောင်ပေါင်းသင်းကလှုပ်ရှားမိဟုအကြံရသည်ထို့ကြောင့်ဘိုးအေးချမ်းနဲ့နီနီကက်ကက်ပေါင်းသင်းနေထိုင်သည်3 ရက်ခန့်အကြာတွင်ဘာခက်တို့နှစ်ဦးမှာရခင်ကကြပုံမရင်းနှီးသွားသည်ထိုညတွင်ဘာခက်နှင့်ဘိုးအေးချမ်းတို့မှာမီးပုံကြီးနှစ်ဘေးတွင်ထိုင်ကစကားစမီပြောဆိုကြသည်ကျုပ်ကြားဖူးတာကတော့ခမည်းဟာတစ်ချိန်လုံးကရက်ရွာကာကွယ်ရေးတပ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ခဲ့တယ်မဟုတ်လားအခုဘလို့လုပ်ပြီးတော့ဓပြဖြစ်နေရတာလဲဘိုးအေးချမ်းမှာတပ်ပြင်းရှည်ကြီးတစ်ချက်ကိုချလိုက်ရင်မင်းသားကဟိုတစ်ချိန်ကကျုပ်အသက်ကိုကယ်ခဲ့ဘူးတယ်ဒါဆိုခမည်းကသူ့အပေါ်ကျေးဇူးကျွေးတင်နေတာပေါ့ကျုပ်တို့ရှမ်းတွေဟာအသက်သခင်ကျေးဇူးရှင်ကိုမွေးထုတ်ခဲ့တဲ့မိဘတွေနဲ့ဒန်းတူထားပြီးယူတင်ရတဲ့ထုံးစံရှိတဲ့ဘူပါခက်ဒါကြောင့်မင်းသားပြောသမျှကိုကျုပ်လိုက်နာနေရတာပဲကျေးဇူးကျွေးဆက်တာဟာကောင်းတဲ့အလုပ်ပါပဲဒါပေမဲ့ဒီလိုဓမြတိုက်နေတာကတော့ကောင်းတဲ့အလုပ်တစ်ခုမဟုတ်ပါဘူးကိုအေးချမ်းရကျုံမှာရွေးချယ်စရာမရှိဘူးဘူပါခက်ဒါနဲ့ခမည်းကရောဓမြတိုက်တာမကောင်းဆိုတာတည်ရနဲ့ဘာလို့ဓမြအဖွဲ့တွေဝင်လာခဲ့ရတာလဲကျုပ်ခမည်းကိုမလိမ့်ချမဘူးကိုအေးချမ်းကျုပ်ဒီအဖွဲ့တွေကိုဝင်ခဲ့ရတာဟာဒီအဖွဲ့ကိုခြေမုံဖြက်စီးဖို့ပဲဘိုးအေးချမ်းမှာဘာမှမထူးဆန်းတဲ့အမှုအရာနဲ့ခက်အေးအေးဖြစ်နေလေတယ်ခမည်းမအံ့ဩဘူးလားကိုအေးချမ်းခမည်းရဲ့အကြံအစီကိုကျုပ်ဟိုတနေ့ကလေးကရိပ်မိပြီးသားပါဘူပါခက်ခမည်းကျုပ်ကိုဖိနေတာဒီစကန်းကလူတွေအကုန်လုံးကိုအုံကြွအောင်လှုပ်ချင်တယ်ဆိုတာကျုပ်သိပါတယ်အဲ့ဒီနေ့ကကျုပ်သားခမည်းကိုမကန်တော့ခဲ့ပဲကျုပ်လူတွေကိုဥဆောင်ပြီးအာခံခဲ့တယ်ဆိုရင်အဲ့ဒီနေ့ကလေးကဒီအဖွဲ့ကြီးပြတ်တာကြာပေါ့ဗျာနောက်တစ်ခါခမည်းပဲစီတွေချတာကိုလည်းကျုပ်ကသိပြီးသားပါခမည်းကတယောက်ယောက်ကိုလမ်းပြပေးခြင်းပုံရတယ်ဟုတ်တယ်ကျုပ်ရဲ့အနောက်မှာဘိုးကြားနဲ့စော်ပွားကြီးတို့ရှိနေကြတယ်ခမည်းသတိကြက်ကြက်ထားပါဘူပါခက်ဒီသားအဖဟာခမည်းထင်တယ်လို့မယိုးရှိဘူးဖအေးကလည်းကောက်ကျက်တဲ့ကြားဦးကြီးတကောင်ဖြစ်တယ်လို့သားဟာလည်းဆင်းလဲတဲ့ကြားပြိုတကောင်ပဲခမည်းအခုကျုပ်ရဲ့အကြောင်းတွေသိသွားပြီဆိုတော့ကျုပ်ကမတက်ချင်ဘူးလားဘိုးအေးချမ်းမှာခေါင်းခါလိုက်တယ်တကယ်တော့ငါလည်းဓမြဘွားကကျွတ်ချင်တာကြာပြီဘူပါခက်ဒါဆိုရင်ခမည်းဘာဖြစ်လို့ကျုပ်လုံရက်တွေကိုဖျက်ဆီးဟန့်တားနေရတာလဲဒီလူတွေကြောင့်မဘူပါခက်ဒီစခန်းကလူတွေဟာတာမန်အပြင်ပန်းကကြည့်ရင်တော့ဇိုးသွန်းရိုင်းဆိုင်တဲ့ဓမြတွေဆိုပေမဲ့ဒီလူတွေဟာတချိန်ကရက်ရွာကိုကာကွယ်ဖို့အတွက်စီလုံးခဲ့ကြတဲ့သူတွေပါဒီလူတွေဟာကျုပ်ဦးဆောင်ရာကိုယုံယုံကြည်ကြည်နဲ့လိုက်လာခဲ့ကြတဲ့သူတွေပါသူတို့မှာစဉ်းစားဉာဏ်မရှိဘူးသွေးခေါ်နိုင်တဲ့ပညာဆိုတာလည်းမရှိဘူးကျုပ်ကတိုက်ဆိုရင်တိုက်မယ်ကျုပ်ကတီးဆိုရင်တီးမယ်ဒီလိုလူတွေပါဒီလူတွေပျက်စီးသေးကြမှာကိုကျုပ်မလိုလားဘူးဘူပါခက်ကျုပ်တို့အတွက်ခေါင်းဆောင်ကောင်းတယောက်ပီတာကျင်နေခမည်းကခေါင်းဆောင်ကောင်းတယောက်ပါဘိုးအေးချမ်းစိတ်ချပါကျုပ်ကတိပေးပါတယ်ဒီအဖွဲ့ကိုဖြိုးခွဲတဲ့အခါအခြေခိုင်အ ਨੇ ဆုံးဖြစ်အောင်အငြင်းသာဆုံးဖြစ်အောင်ကျုပ်ကြိုးစားပါမယ်ဒါပေမဲ့ကျုပ်တယောက်တည်းတော့မရဘူးခမည်းရဲ့အကူအညီလိုတယ်ခမည်းပြောသလိုကျုပ်လူတွေမသိဘူးဓမြဆိုပြီးအစီရင်မခံရဘူးသူတို့ရဲ့ကြေးရွာသူတို့ရဲ့အိမ်ကိုကောင်းကောင်းမွန်မွန်နဲ့ပြန်ရောက်ရမယ်ဆိုရင်ကျုပ်ခမည်းအလုပ်ကိုကူညီဖို့အသင့်ပါပဲခမည်းတို့စော်ဝါးကြီးစီမှာလက်နက်ချအညံ့ခံလိုက်မယ်ဆိုရင်ရောမဖြစ်နိုင်ဘူးဘူပါခက်စော်ဝါးကြီးကကျုပ်တို့ကိုခွင့်လွှတ်ချင်တာမှခွင့်လွှတ်လို့မရဘူးသူဟာဒီနယ်မြေကိုအုပ်ချုပ်နေရတဲ့လူဖြစ်တဲ့အတွက်ဒီနယ်မြေမှာအရင်ကဖြစ်ခဲ့တဲ့ဓမြမှုတွေအတွက်လက်သည်တရခံဖော်ဖို့လိုတယ်ကျုပ်တို့အညံ့ခံတာနဲ့သူကကျုပ်တို့ကိုစီရင်မှာပဲအင်္ဂလိပ်အစိုးရလက်ထဲအရင်ကျုပ်တို့ကျိုးမိန်တင်မှာပဲတကယ်လို့စော်ပွားကြီးကကျုပ်တို့ကိုခွင့်လွှတ်တယ်ပဲထားပါအောင်စရနောင်ကသူ့ကိုတင်စာဖောက်ပြီးအညံ့ခံခဲ့တဲ့ကျုပ်တို့ကိုအလွတ်ပေးပါမလားခမည်းပြောတာလဲဟုတ်တာပဲဒါကြောင့်ငါတို့မှရွေးချယ်စရာမရှိဘူးလို့ပြောတာပေါ့ဘူပါခက်
ငါတို့အဖြစ်ကဂျောက်ကမ်းမနှစ်ခုကြားမှာရက်နေတဲ့လူတွေလိုပဲစိတ်ချပါဘူအေးချမ်းရာမကြခင်နှစ်ဦးနှစ်ဖက်စလုံးတတ်ဖြစ်မဲ့အခွင့်အရေးတစ်ခုပေါ်လာမယ်လို့ကြုံမျှော်လင့်ပါတယ်နောက်တနေ့နနက်တွင်စာရန်အောင်နဲ့နန်းတီဝီတို့မှစခန်းသို့ရောက်လာကြတယ်စာရန်အောင်မှာဘာခတ်ကိုခေါ်ကအစည်းအဝေးလုပ်တယ်ဘူအေးချမ်းမှာနားထောင်ခြင်းသဖြင့်အစည်းအဝေးအခန်းအတွင်းသို့ဝင်လိုက်တယ်စာရန်အောင်မှာဘူအေးချမ်းကိုကြည့်လိုက်ရင်အေးချမ်းခမည်းကဘူမဟုတ်တော့ဘူးဘူမဟုတ်တဲ့လူတစ်ယောက်ဟာအစည်းအဝေးတက်ခွင့်မရှိဘူးခမည်းနေရာကိုခမည်းသိပါဘူအေးချမ်းမှာခေါင်းညိတ်လိုက်ရင်အခန်းအတွင်းမှပြန်ထွက်သွားတယ်ဒီမှာဘူပခတ်မနဲ့ပြန်ကြရင်ခမည်းတို့အတွက်အလုပ်တစ်ခုရှိတယ်စာရန်အောင်မှာတရေချက်ပြားပေါ်တွင်ရွေးဆဲထားတဲ့မြေပုံတစ်ခုကိုထုတ်ယူလိုက်တယ်မနဲ့ပြန်ဟော်ရီရွာကလေးမှာဖျားထီးတင်ပွဲတစ်ခုရှိတယ်အဲ့ဒီထီးတင်ပွဲကိုဓမြဝင်တက်ရမယ်ဆိုပါတော့ခမည်းကအရေးပြရင်အကောင်မြင်တာပဲဘူပခတ်ဖျားပစ္စည်းတွေကတော်တော်ပဲများသလားများတယ်ဒီအလုပ်သားအောင်မြင်လို့ကတော့ကျုပ်ရဲ့ဘဝရောခမည်းတို့ရဲ့ဘဝရောတဆစ်ချိုးပြောင်းလဲသွားနိုင်တဲ့အထီကိုများတယ်စာရန်အောင်မှာဝမ်းသာအားရနဲ့ပြောဆိုနေလေတယ်ဒါပေမဲ့ဒီပွဲမှာကျုပ်ဝင်ပါလို့မရဘူးဒါကြောင့်ခမည်းကပဲဥဆောင်ပေးပါဒီတစ်ခေါက်လှုပ်ရှားရင်ဒေဝီလည်းခမည်းနဲ့အတူတူလိုက်ပါလာလိမ့်မယ်ဘာခတ်ကအနန်းဒေဝီကိုကြည့်လိုက်ကသူကဘာလိုက်လုံမှလဲဘာလဲဘူဘခတ်ခမည်းကဒေဝီရဲ့အရေးချင်းကိုတန်တရားရှိလို့လားဒီလိုတော့မရှိပါဘူးကဲဒီလောက်ဆိုရင်ရပြီခမည်းသွားတော့ခမည်းရဲ့လူတွေကိုဒီအကြောင်းအသိပေးပြီးတော့စီစဉ်စရာရှိတာစီစဉ်လိုက်ပါဘာခတ်မှာခေါင်းညိတ်ကအခန်းအတွင်းမှထွက်သွားလေတယ်ထိုအခါနန်းဒေဝီကတအံ့တော်နဲ့အကိုကြီးဒေဝီအရင်ကဓမြတိုက်တဲ့အခါမလိုက်ဖူးပါဘူးဘာဖြစ်လို့အခုမှဒေဝီကလိုက်ရမှာလဲလိုက်ရမယ်ဒေဝီမင်းလိုက်ကိုလိုက်ရမယ်ဘာဖြစ်လို့များလဲမင်းအဖေနဲ့အမေကိုတတ်သွားတဲ့လူကိုငါရှာတွေ့ပြီအဲ့ဒီလူကအဲ့ဒီဖျားထီးတင်ပွဲကိုလာလိုက်မယ်ဘူဖာကတ်တို့အဖွဲတွေဓမြတိုက်လို့ရှုပ်ထွေးနေတဲ့အချိန်မှာမင်းကသူ့ကိုတက်ရမယ်နန်းဒေဝီမှာလက်သီးကိုကြက်နေအောင်ဆုပ်လိုက်တယ်ဒီလိုအခွင့်အရေးမျိုးကိုဒေဝီစောင့်နေတာကြာပြီးအကိုကြီးစိတ်ချပါဒီလူဒေဝီလက်ထဲမှာပဲအသေးစိုးနဲ့တေးရလိမ့်မယ်စာရန်နာမှာပြုံးရယ်လိုက်လေတယ်အစည်းအဝေးခန်းတွင်မှထွက်လာတဲ့ဘာခတ်ကိုဘိုးအေးချမ်းကမေးမြန်းနေတယ်ဘာလဲလဲဘူဘခတ်မနက်ဖြန်အရှိဘက်ကရွာတရွာမှာဖျားထီးတင်ပွဲရှိတယ်တဲ့ဘိုးအေးချမ်းရဲ့အဲ့ဒါကျုပ်တို့တိုက်ခိုက်ရမယ်ဒီအခါဖျားပစ္စည်းကများပုံရတယ်စာရန်အောင်ပြောတာတော့ဒီတစ်ခေါက်ဓမြတိုက်ပြီးရင်သူရောကျုပ်တို့အားလုံးရဲ့ဘဝတွေရောတဆစ်ချိုးပြောင်းလဲသွားလိုက်မယ်တဲ့ဘိုးအေးချမ်းမှာမျက်မှောင်ကျုပ်ကစဉ်းစားနေလေတယ်အော်တခုကြံသေးတယ်မနေ့ပြန်လှုပ်ရှားတဲ့အခါနန်းထေဝေလည်းလိုက်မယ်တဲ့ဗျထူတော့ထူးဆန်းနေတယ်ဘူဘခတ်ဘာတွေများထူးဆန်းနေလို့လဲဖျားပစ္စည်းတွေလိုချင်ရင်ခုလိုလူသိပ်တဲ့အချိန်သွားပြီးဓမြတိုက်ရင်မလွယ်ဘူးလားဘာကြောင့်လူတွေအများကြီးရှိတဲ့ဖျားထီးတင်ပွဲမှာသွားတိုက်ချင်ရတာလဲခမည်းပြောတာဟုတ်တော့ဟုတ်သားဗျနောက်တစ်ခုကဘဝတဆစ်ချိုးပြောင်းမယ်ဆိုတဲ့ကိစ္စပဲမင်းသားကအခုအချိန်မှာဒီနယ်မှာဘယင်လို့တောင်ပြောလို့ရတယ်ငွေကြေးဥစ္စာဆိုတာကလည်းဘာမှပူပန်စရာမရှိဘူးဒါဖြစ်ရင်ဒီဖျားပစ္စည်းဓမြတိုက်နေတာနဲ့သူကဘဝတဆစ်ချိုးပြောင်းလဲမှလဲဘာခမှာဘိုးအေးချမ်းအမေကိုမဖြေနိုင်မီပို့ပြီးထူးခြားတာကနန်းဒေဝီပဲနန်းဒေဝီကတခါမှဓမြတိုက်ဖူးတာမဟုတ်ဘူးသူကဘာလိုက်လုံမှလဲဘာခမှာပခုံးကိုတွန့်ပြလိုက်တယ်ဘိုးအေးချမ်းကကျုပ်စိတ်ထင်တော့မင်းသားကဒီတခါပြစ်မှုကြီးတစ်ခုကိုကြံစီနေတာပဲဖြစ်ရမယ်ဓမြတိုက်တာထက်ကြီးတဲ့အမှုပေါ့အဲ့ဒါဘာဖြစ်မလဲဘိုးအေးချမ်းကျုပ်စိတ်ထဲမှာထင်နေတာကိုပြောမယ်နော်မင်းသားကသူ့အဖေစော်ပွားကြီးကိုတတ်မယ်ထင်တယ်ဘာခမှာမျက်လုံးပြူးသွားမိတယ်ဒီနယ်ကဖျားထီးတင်ပွဲတော်တော်များများကိုစော်ပွားကြီးကတက်လေရှိတယ်အခုထီးတင်မဲ့ဖျားကစော်ပွားကြီးမိသားစုအစဉ်အဆက်ကိုယ်ွယ်တီထားခဲ့တဲ့ဖျားဆိုတော့စော်ပွားကြီးကဖျားထီးတင်ပွဲကိုကျင်းသေးတတ်မှာပဲဒါပေမဲ့စာရန်အောင်ကစော်ပွားကြီးကိုတတ်ရင်သူတက်တယ်ဆိုတာလူတွေသိကုန်မှာပေါ့မဟုတ်ဘူးဘူဘခတ်စာရန်အောင်ကဒီကိစ္စသူနဲ့မဆိုင်ပါဘူးဆိုတာကိုပြချင်တဲ့အတွက်ဒီပွဲကိုတတ်မှာမဟုတ်ဘူးဒါဆိုရင်ဇော်ဝါကြီးကိုဘယ်သူတတ်မှာလဲနန်းဒေဝီပေါ့နန်းဒေဝီကသူ့မိဘတွေကိုတတ်သွားတဲ့လူကိုလက်တုံပြန်ဖို့လိုက်ရှာနေတယ်မဟုတ်လား
မင်းသားကနန်းဒေဝီမိဘတွေကိုတတ်တဲ့သူဟာစော်ဝါးကြီးလို့ကြောက်တွန်းလိုက်လိမ့်မယ်စော်ဝါးကြီးကလည်းနန်းဒေဝီရဲ့မိဘတွေကိုတတ်ဖို့လှုပ်ခဲ့သေးတယ်မဟုတ်လားတကယ်လို့စော်ဝါးကြီးတည်ရင်သူစော်ဝါးဖြစ်မယ်ဒါဟာသူ့အတွက်ဘဝသက်စစ်ချိုးပြောင်းလဲသွားတာပဲမဟုတ်ဘူးလားဒါဖြင့်ကျုပ်တို့ကရောဗျာသူစော်ဝါးဖြစ်ရင်စီမံအုပ်ချုပ်ရေးအားလုံးကသူ့လက်ထဲရောက်သွားပြီလေသူဓမြဆက်တိုက်ဖို့မလိုတော့ဘူးဒါကြောင့်တို့တွေအားလုံးကိုဖမ်းဆီးပြီးတော့ဓမြအဖွဲ့ကိုဖမ်းဆီးနိုင်ပါတယ်ဆိုပြီးမျက်နှာလုံးမျက်နှာရလုပ်မယ်တို့တွေအားလုံးသိမယ်ဒါကလည်းငါတို့ဘဝတွေတက်စစ်ချိုးပြောင်းလဲသွားတာပေါ့ကွာဒီလူတော်တော်ရုံမာတဲ့လူဗျာဒီတိုင်းဆိုရင်ကျုပ်တို့တွေအားလုံးဟာဒဇက်ခံတွေဖြစ်ကြအောင်ပါပဲကျုပ်ဒီအတိုင်းနေလို့မဖြစ်ဘူးဖို့အေးချမ်းကျုပ်တို့တားမရမယ်တားမှာပါငါတို့ရအောင်တားမှာပါဟောဒီလက်ကင်ဘဝကလေးကိုယူထားလိုက်ပါဘိုးဘခတ်ဘိုးအေးချမ်းမှာရင်ဘတ်အိတ်ထဲတွင်အသေးအချာသိမ်းဆဲထားတဲ့ပိုးလက်ကင်ဘွားအဝါစကလေးတစ်ခုကိုလှမ်းပေးလိုက်တယ်လက်ကင်ဘွားလေးရဲ့ထောက်မှာပန်းပွင့်ပန်းခတ်အနီးကလေးများကိုအလားစင်ပုံဖော်ထားသေးတယ်ဒါကဘာပါဝါလဲဘိုးအေးချမ်းတကယ်တော့နန်းဒေဝီရဲ့မိဘတွေကိုတက်လိုက်တာစော်ဝါးကြီးမဟုတ်ဘူးမင်းသားစရံအောင်တက်လိုက်တာပဲဘခတ်မှာအလွန်အံ့ဩသွားမိတယ်အဲ့ဒီတုန်းကမင်းသားစရံအောင်ကရန်ကုန်မှာအထက်တန်းကျောင်းတက်နေတဲ့အချိန်ပေါ့ဖြစ်ချင်တော့မင်းသားကကျောင်းလာခကြီးသွင်းရမယ့်ငွေတွေကိုဖဲရိုက်လိုက်တယ်ကျောင်းစရိတ်မရှိတော့တဲ့အတွက်လုံမီလုံရတွေလုတ်တော့တယ်အဲ့ဒီမှာဗရိန်စရာကလေးနဲ့နန်းကေတီဟာရွှေထည်ပစ္စည်းတွေနဲ့စော်ဝါးကြီးစီကိုပြန်လာမယ်ဆိုတဲ့သတင်းကြားရောသူအရင်ကမွေးထားတဲ့ဓမြတပ်ဖွဲ့ကိုဒီအကြောင်းသတင်းပေးပြီးဓမြတိုက်ခိုင်းလိုက်တာပဲသူကအဝေးကနေအမိတ်လမ်းပေးရတာဆိုတော့ဓမြအဖွဲမယုံမှဆိုလို့ဟောဒီလက်ကင်ဘွားလေးကိုဓမြတွေစီပေးခဲ့လိုက်ရတာပဲဒီလက်ကင်ဘွားလေးကခမည်းလက်ထဲကိုဘလို့လို့ရောက်နေခဲ့တာလဲဘူအေးချမ်းသူခိုင်းလိုက်တဲ့ဓမြအဖွဲကိုငါတို့ကရှင်းပြရတယ်ဓမြဘူကသူမသေးခင်ငါ့ကိုဒီအကြောင်းတွေပြောပြသွားခဲ့တာပဲဒါဆိုရင်ကျုပ်ဘာလုပ်ရမလဲကျုပ်ထက်ခမည်းကနန်းဒေဝီနဲ့ပူခင်းတယ်မဟုတ်လားဒီလက်ကင်ဘွားကိုပြပြီးနန်းဒေဝီကိုအချိန်မီဖြောင်းဖြရမယ်ကျုပ်ကကျုပ်လူတွေကိုအတိပေးထားမယ်ဘာခတ်မှာခေါင်းငိမ့်လိုက်ကလက်ကံဘွားကလေးကိုသိမ်းစီလိုက်လေတယ်ထို့အခိုင်ဆာယနောင်ကကြောက်ကူကြီးအတွင်းမှထွက်လာလေရာဘာခတ်တို့နှစ်ဦးကိုမြင်တွေ့သွားတယ်ခမည်းတို့ဒီမှာဘာလုပ်နေတာလဲဒီလိုပါပဲခုနကဖျားထီးတင်ပွဲအကြောင်းကိုပြောနေကြတာပါဆာယနောင်ကဘိုးအေးချမ်းကိုကြည့်လိုက်ရင်အေးချမ်းကျုပ်ခမည်းနဲ့တိုင်ပင်စရာရှိတယ်ခမည်းနဲ့ကျုပ်နဲ့တောင်ပေါ်ကိုလမ်းလျှောက်ထွက်ရအောင်ဟုတ်ကဲ့ပါမင်းသားဘိုးအေးချမ်းမှာဆာယနာအနောက်သို့လိုက်ပါသွားလေတယ်။ဘာခတ်မှလည်းနန်းဒေဝီနဲ့တွေ့ဆုံရန်ကြောက်ကူကြီးအတွင်းသို့ဝင်လာခဲ့တယ်။ကျင်းမြောင်းလာတဲ့တောင်ကြားလမ်းကလေးအတိုင်းဘိုးအေးချမ်းနဲ့ဆာယနာတို့မှတက်လာခဲ့ကြတယ်။မကြမီမြန်မာမှန်းဆောက်လာတဲ့တောင်အထွတ်ကြီးတစ်ခုပေါ်သို့ရောက်လာခဲ့ကြတယ်။ဆာယနာမှာတောင်ထိပ်ပေါ်ရောက်တဲ့အခါပတ်ဝန်းကျင်ရှုခင်းများကိုအတန်ကြာအောင်ငေးမောကြည့်ရှုနေလေတယ်။ဒီနေရာကရှုခင်းတိတ်လာတာပဲနော်အေးချမ်းဘိုးအေးချမ်းမှာဆာယနောင်နဘေးတွင်ရက်လိုက်ရင်ဟုတ်ပါတယ်မင်းသားဒါနဲ့မင်းသားကကျုပ်ကိုတိုင်ပင်စရာရှိတယ်ဆိုမင်းရဲ့အသက်ကိုငါကယ်ခဲ့ဘူးလားမင်းမေ့သွားပြီလားအေးချမ်းမမေ့ပါဘူးမင်းသားအပေါ်မှာကျုပ်အသက်တစ်ချောင်းအကျွေးတင်နေပါတယ်ဒီကျေးဇူးတွေကိုကျုပ်အသက်နဲ့ရင်းပြီးပြန်ဆက်နေပါတယ်မင်းသားအခုအဲ့ဒီအကျွေးကိုငါပြန်လို့ခြင်းနဲ့အေးချမ်းမင်းသားဆိုလိုတာကထိုးစင်မှာပင်ဆာယနောင်ကဘိုးအေးချမ်းရဲ့ရင်ဝါကိုဓာတ်တစ်ချောင်းပြန်ထိုးထည့်လိုက်တယ်။ဘိုးအေးချမ်းမှာထင်မှန်မထားသည်မို့ရှောင်ချိန်မရတော့ပဲဓာတ်သွားမှာဘိုးအေးချမ်းရဲ့ရင်ဘတ်ကိုတဆုံဆိုင်ဝင်သွားလေတယ်။ဘာဖြစ်လို့လဲမင်းသားအကျွေးတွေကြေသွားပါပြီအေးချမ်းမင်းတမန်လုံးမှာအေးအေးဆေးဆေးအနားယူပါတော့ဘိုးအေးချမ်းမှာမြေပေါ်သို့ဒူးထောက်လျက်သားကျသွားတယ်။ပါးစပ်မှာလည်းသွေးများကတပွားပွားနဲ့အန်ထွက်လာတယ်။ထိုစဉ်ဆာယနောင်မှာဘိုးအေးချမ်းရဲ့ပခုံးကိုခြေထောက်ဖြင့်အားကုန်ကန်ထက်လိုက်တယ်။ဘိုးအေးချမ်းမှာနဘေးသို့လဲကျသွားပြီးနက်ရဲလာတဲ့ကြောက်ကမ်းမကြီးအောက်သို့ပြုတ်ကျသွားလေတော့တယ်။ကြောက်ကမ်းမကြီးအောက်ရှိကြောက်သုံးကြီးများနဲ့ရိုက်မိကဘိုးအေးချမ်းတစ်ကိုယ်လုံးရှိအယူးများမှာအပိုင်းပိုင်းပြက်ကကြည်မွကုန်တယ်။ဘိုးအေးချမ်းမှာမိုးပေါ်သို့ပြူးကြည့်နေရင်ဘာခန့်ရေရွတ်ကအသက်စီဝင်ချုပ်ငိမ့်သွားလေတော့တယ်။ဆာယနာမှာကြောင်အတွင်းသို့ငုံကြည့်လိုက်ရင်ကောက်ကျင်ဆင်းလဲတဲ့အပြုံးနဲ့ပြုံးကစခန်းသို့ပြန်လဲဆင်းသက်လာခဲ့တယ်
ဘာခတ်မှာဘူနေထိုင်ရပြင်ဆင်ထားတဲ့ခမ်းမကြီးအတွင်သို့ဝင်လာခဲ့တယ်ဝဝွန်သားမွေးစာကြီးခင်းထားတဲ့ကရင်ပေါ်မှာနန်းဒေဝီမှာခေါင်းငိုင်းဆိုင်ချကငုတ်တုတ်ထိုင်နေလေတယ်နားထဲတွင်လည်းစာရဏောင်ပြောခဲ့တဲ့စကားများကိုပြန်လဲကြားရောင်နေမိတယ်မင်းမိဘတွေကိုတတ်သွားတာတခြားလူမဟုတ်ဘူးအဲ့ဒါငါအဖေပဲငါအဖေကသူ့ညမဗရင်စရာနဲ့လိုက်ပြေးလို့ဆိုပြီးအဆက်တော်တော်ရခဲ့တယ်စော်ပွားမျိုးနယ်တွေကြားထဲမှာအပြောအဆိုခံခဲ့ရတယ်ဒါကြောင့်ဘိုးကြားဆိုတဲ့လူကိုအမိန့်ပေးပြီးမင်းအမေကိုလိုက်တက်ခိုင်းခဲ့တာပဲမဟုတ်ဘူးဒီလိုမဖြစ်နိုင်ဘူးငါပြောနေတာအမှန်တွေပါနန်းတီဝီဘိုးကြားကရှာမတွေ့တော့အဖေကသူ့ညီမကိုခွင့်လွှတ်ပါတယ်ဆိုပြီးတဖန်လန်းနဲ့ဒီနယ်ကိုပြန်ခေါ်ခဲ့တယ်နောက်တော့လန်ခီမှာဓမြတိုက်ခင်ရပါတယ်ဆိုပြီးသူ့လူတွေကိုတတ်ခိုင်းလိုက်တာဒါနဲ့များစော်ပွားကြီးကဒေဝီကိုသမီးတယောက်လုံးမွေးစားထားရတာလေဒါကတော့ဟာနေကိုပါတက်လိုက်ရင်သူ့လောက်တာကိုလူသိမှစိုးလို့ပေါ့ဟာဒေဝီကိုသမီးအရင်လုံးမွေးထားတယ်ဆိုတော့ဘသူကဒေဝီရဲ့မိဘတွေကိုတတ်ပါတယ်ဆိုတာထင်မှာတော့မလဲနန်းဒေဝီမှာထိုစကားများကိုတွေးတောရင်မျက်ရည်များစီးကျလာလေတယ်မင်းငိုနေတာလားဘာခတ်မေးလိုက်တဲ့အခါနန်းဒေဝီကခေါင်းခါလိုက်ပြီးမျက်နာကိုလက်ဖမိုးနဲ့ပုတ်တက်လိုက်တယ်မင်းမိဘတွေကိုတတ်သွားတဲ့လူကဘသူဆိုတာမင်းသိလောက်ရောပေါ့ဟုတ်တယ်ကျုပ်သိပြီးပြီဖြစ်ချင်တော့အဲ့ဒီလူဟာကျုပ်လုံးဝကိုမထင်မှတ်ထားတဲ့လူဖြစ်နေတယ်တခြားတော့ငါဘာမှမသိပေမဲ့မင်းသိထားတဲ့လူကမှားနေပြီဆိုတာတော့ငါသိတယ်မဟုတ်တာပဲဒီလောက်အကြောင်းတရားတွေတိုက်ဆိုင်နေမှာတော့သူတတ်တာမဟုတ်လို့ဘသူတက်တာဖြစ်ရမှာလဲဒါဆိုဘယ်မှာလဲတက်သေးဘာခတ်မေးလိုက်တဲ့အခါနန်းဒေဝီမှာဆွန့်အားသွားလေတယ်မင်းကသူများပြောတာတခုတည်းကိုနားထောင်ပြီးယုံတက်မယ်လို့ငါမထင်ထားမိဘူးတကယ်တော့မိမိမတွေကိုတက်တာတခြားလူမဟုတ်ဘူးမင်းရဲ့အကူဝမ်းခွဲဆရနောင်ပဲခမမဟုတ်တာတွေမပြောနဲ့ဒါဆိုခမမေးတယ်လို့ပြန်မေးပါအောင်မယ်ဘယ်မလဲတက်သေးဘာခတ်ကလက်ကင်ဘွားလေးကိုထုတ်လိုက်ရင်နန်းဒေဝီကိုပေးလိုက်တယ်ဟောဒီလက်ကင်ဘွားကလေးဟာဆရနောင်ရဲ့လက်ကင်ဘွားကလေးပဲဆရနောင်ရန်ကုန်မှာကြောင်းတက်ရင်ဖဲရှုံလို့ငွေလိုနေတဲ့အချိန်မင်းမိဘတွေရွှေထဲတွေတည်လာပြီးစော်ပွားကြီးစီကိုပြန်လာတဲ့သတင်းကိုကြားတဲ့အခါသူလက်သက်မွေးထားတဲ့ဓမြအဖွဲကိုဓမြတိုက်ပြီးပြန်ပေးဆွဲခိုင်းလိုက်တာပဲသူအမိန်ပေးတယ်ဆိုတာကိုသူ့လူတွေမယုံကြမှာဆိုလို့သူဆောင်နေကြဟော်ဒီလက်ကင်ဘွားလေးကိုပေးခဲ့တာပဲခမတကယ်ပြောနေတာပါနော်မယုံရင်မင်းအကိုကိုမေးကြည့်စမ်းပါဒီလက်ကင်ဘွားကသူ့လက်ကင်ဘွားဆိုရင်ဒါသူတက်တာပဲပေါ့ဘာခတ်တို့စကားပြောနေကြစဉ်တွင်ဓမြများကအော်ဟစ်နေကြသည်ကိုကြားလိုက်ရတယ်ထို့ကြောင့်ဘာခတ်နဲ့နန်းဒေဝီတို့မှာကြောက်ကူကြီးအတွင်မှပြေးထွက်လာခဲ့ကြတယ်အေးချမ်းကြောက်ထဲကျသွားတယ်ဆာယနာမှာပြပြတလဲနဲ့ပြောဆိုနေလေတယ်ငါနဲ့စကားပြောမယ်ဆိုပြီးတောင်ပေါ်တက်သွားရာကနေတောင်တက်လန်းတနေရာမှာခြေချော်ပြီးတော့ကြောက်တဲကိုကျသွားတာပါပဲကွာဘာခတ်နဲ့ဓမြများမှာကြောက်တဲကျတဲ့နေရာသို့ပြေးထွက်လာခဲ့ကြတယ်ဆာယနာမှာတော့ဝမ်းနေတဲ့ဟန်ပိန်အရိပ်ရောင်မပြပဲကြောက်ကိုအတွင်းသို့လေကလေးတချွန်ချွန်ဖြင့်ဝင်လာခဲ့တယ်မနှက်ဖြန်တွင်အဖေဖြစ်သူစော်ပွားကြီးကိုတပ်ဖြတ်ပြီးစော်ပွားဖြစ်ရတော့မည်မို့စိတ်ထဲတွင်ပျော်ရွှင်နေမိတယ်ထိုစဉ်နန်းတီဝီကဆာယနာအနီးသို့တိုးကပ်လာခဲ့ပြီးလက်ကင်ဘွားလေးကိုထုတ်လိုက်ကအကိုကြီးဒီလက်ကင်ဘွားလေးကဘသူဟာလေးလဲဆာယနာမှာလက်ကင်ဘွားလေးကိုကြည့်လိုက်ရင်အဲ့ဒါအကိုကြီးဟာလေဒီဝီဘက်ကတွေ့ရလဲအကိုကြီးဟာဟုတ်ရဲ့လားဟုတ်ပါတယ်ဒီဝီအဲ့ဒီလက်ကင်ဘွားထောင်ကပန်းကလေးတွေကမမဲကြီးကိုယ်တိုင်ထိုးပေးထားတာဆာယနာမှာအမတ်တမဲ့ဖြစ်ကဖြေနေမိခြင်းဖြစ်တယ်ဒါဆိုရင်ဒီလက်ကင်ဘွားလေးနဲ့ပတ်သက်တာတွေရောမမှတ်မိတော့ဘူးလားဆာယနာမှာလက်ကင်ဘွားလေးကိုကြည့်ရင်အတိတ်မှာအကြောင်းအရာများကိုပြန်လဲသတိရသွားတော့တယ်မမှတ်မိဘူးဒေဝီဘာတွေပြောနေရလဲအကိုကြီးအခုမှယူချင်ရောင်ဆောင်မနေပါနဲ့ဒီလက်ကင်ဘွားလေးကိုအကိုကြီးလက်သက်မွေးထားတဲ့ဓမြအဖွဲကိုပြပြီးတော့ဂျေဝီမိဘတွေကိုတတ်ခိုင်းခဲ့တာမဟုတ်လားဆာယနာမှာမျက်နာအတော်ပြက်နေပြီဖြစ်တယ်ဒေဝီဘာတွေပြောနေရလဲဒေဝီသိထားတာတွေဟာတခုမှမဟုတ်ဘူးဒီမှာဒေဝီအကိုကြီးကဒေဝီကိုနှမရင်းတယောက်လိုချစ်တာပါဒီလိုမဟုတ်ပါဘူးဘာလဲအကိုကြီးကအဖေအရင်ကိုလက်နဲ့မတက်ချင်လို့ဒေဝီကိုလူသက်သမားငှားတာမဟုတ်ဘူးလားဖြေစမ်းပါအကိုကြီးကဒေဝီကိုညီမတယောက်လိုသဘောထားတယ်ဆိုရင်အကိုကြီးဖြေစမ်းပါ
ထိုတော့မှစာရနာမှာခေါင်းငိုင်းဆိုင်ကျသွားတော့တယ်ဟုတ်တယ်အကိုကြီးလှုပ်ခဲ့မိတယ်ဒါပေမဲ့အကိုကြီးကဒေါ်လေးတို့ကိုတီးသွားပါစေတော့ဆိုတဲ့ရည်ရွယ်ချက်နဲ့လှုပ်ခဲ့တာမဟုတ်ဘူးသူတို့ကိုပြန်ပေးဆွဲပြီးတော့ငွေရရင်ပြန်လွတ်ပေးမလို့လှုပ်ခဲ့တာပါဒါပေမဲ့မချင်မပဲစော်ပွားကြီးလွတ်လိုက်တဲ့လူတွေနဲ့တိုက်ပွဲတွေဖြစ်နေကြရင်ကလက်လွန်ပြီးတီးသွားခဲ့တာပါပဲလှုပ်ရက်လိုက်တာအကိုကြီးကလူမဟုတ်ဘူးအကိုကြီးကမကောင်းဆိုးဝါးတကောင်ပဲအကိုကြီးကိုခွင့်လွတ်ပါဒေဝီမလွတ်ဘူးအကိုကြီးဒေဝီသစ္စာဆိုထားတယ်ဒေဝီရဲ့မိဘတွေကိုတတ်တဲ့လူမှန်သမျှဒေဝီပြန်လက်စားချေပြီးတက်ပြရမယ်နန်းဒေဝီမှာဓမြောင်ကလေးကိုထုတ်လိုက်တယ်ထိုစဉ်ဆရနောင်မှာအင်ကြီးအတွင်းမှာတနတ်တလက်ကိုဆွဲထုတ်လိုက်ကဒေဝီကိုထိုးချိန်လိုက်တယ်ဒီမှာဒေဝီငါဆိုတဲ့ကောင်ကလည်းကိုဒုက္ခပေးမဲ့လူဆိုရင်မွေးထုတ်ထားတဲ့အဖေအရင်ကိုတော့မှချမ်းသာပေးမဲ့လူမဟုတ်ဘူးဆိုတာမင်းသိထားစမ်းပါထိုစဉ်ပါခတ်မှာအခန်းတကားကိုဝုံကနေဖွင့်ကပြေးဝင်လာလေတယ်ခမရလူယုံမှာဘိုးအေးချမ်းရဲပံမှာဓာတန်လန်းကြီးတယ်ဗျသူအလိုလိုကြောက်တဲ့ချော်ကြတာဓာကဘာလို့စိုက်မှလဲဘိုးဖခတ်ခမရရှိတိုးမလာနဲ့ခမရတိုးလိုက်ကျုပ်ပြစ်ထက်လိုက်မှာနော်ခမရဟာတော်တော်အောက်တန်းကြတဲ့လူပဲဗျကိုတော်လေးကိုပြန်ပေးဆွဲတယ်ကိုလူယုံကိုလည်းကိုပြန်တတ်တယ်ဒါအပြင်ကိုမွေးထုတ်ထားခဲ့တဲ့အဖေအရင်ကိုတော့မှတတ်ဖို့ကြံစီတယ်ခမရကိုလူတို့တော့မှခေါ်ဖို့မသင့်တော့ဘူးဗျအေးဘာဖြစ်လဲကွာဟိတ်ကောင်ရှေတိုးမလာနဲ့လို့ပြောနေတယ်နော်ကွာဘာခတ်မှာရက်တံမတွားပဲအရှိတို့တလန်းချင်းတူးလာခဲ့တယ်စရနာမှာဘာခတ်ကိုတနက်နဲ့ထိုးချိန်ကတနက်ခလုတ်မောင်းကိုညှစ်လိုက်တယ်ဒိုင်ခနဲ့အတန်ထွက်လာပြီးကြည်ထွက်လာတော့လဲကြည်စံမှာဘာခတ်ကိုလုံးကိုမဖောက်ပဲပြန်ကန်ထွက်သွားလေတယ်ထိုစဉ်မှာပင်နန်းထေဝီကလက်ထဲမှာဓမြောင်ကလေးနဲ့စာရနာကိုပြက်ပေါက်လိုက်တယ်ဓမြောင်မှာစာရနောင်ရဲ့ပခုံးတစ်ဖက်ကိုထိမှန်သွားတယ်စာရနောင်မှာနန်းထေဝီကိုတနက်နဲ့ချိန်လိုက်ကတတိုင်းတိုင်းနဲ့ပြစ်ခတ်လိုက်တယ်ဘာခတ်မှာနန်းထေဝီထံသို့အမြန်ခုံသွားကနန်းထေဝီရဲ့ကိုလုံးကိုတိမ်ကြုံပွေ့ဖက်ထားလိုက်တယ်စာရနောင်ပြစ်ခတ်လိုက်တဲ့ကြည်စံများမှာဘာခတ်တကူလုံးကိုဖောက်ဝင်ခြင်းမရှိဘူးမကြခင်စရနောင်တယောက်ကြည်စံကုံသွားသဖြင့်တနက်ကိုပြစ်ချကကြောက်ကိုအပြင်ဘက်သို့ပြေးထွက်လိုက်လေတယ်ထိုစဉ်မှာပင်ဓမြများမှာစရနောင်ကိုဝင်းရံထားကြတယ်အောင်မမင်းတို့ကငါ့ကိုအာခံချင်တာလားကွာမင်းတို့ရဲ့ခေါင်းဆောင်ကငါပါကွာအခုလမ်းဖယ်ပေးစမ်းဘာခန့်နဲ့နန်းထေဝီမှာအခန်းအတွင်းမှပြေးထွက်လိုက်ပြီးအဲ့ဒီလူကခမည်းတော်ရဲ့ဘိုးအေးချမ်းကိုလုံခြံတက်ပြတ်ခဲ့တဲ့လူပဲခမည်းတော်သူ့ကိုခွင့်မလွတ်သင့်ဘူးဓမြများမှာစာရနောင်အနီးသို့တိုးကပ်လာကြတယ်စာရနောင်မှာလက်ကခြေကန်နဲ့မလုံကြပါနဲ့ကွာငါ့ကိုမတက်ကြပါနဲ့သို့တော့နောက်ကျသွားပြီဖြစ်တယ်ဒေါသထွက်နေတဲ့ဓမြများမှာစာရနောင်ကိုဒုတ်ဓာများနဲ့တယောက်တစ်ချက်ဝိုင်းဝန်းခုန်နဲ့တက်ဖြတ်လိုက်လေတော့တယ်ဘာခတ်မှာကြောက်ကူအခန်းတစ်ခုကိုဖွင့်လိုက်တဲ့အခါအတွင်းမှာဓမြတိုက်ရပါပစ္စည်းများကိုတွေ့ရတယ်စာရနောင်စုစည်းထားတဲ့အဖိုးရန်ယန္တနာများဖြစ်တယ်ဘာခတ်မှာထိုပစ္စည်းများအတွင်းမှာဖျားဆင်းတူတော်များနဲ့ဘာသာရေးပစ္စည်းများကိုရွေးထုတ်ယူလိုက်ကကျန်တဲ့ပစ္စည်းများကိုဓမြများထံအညီအမျှခွဲဝေပေးလိုက်တယ်ခမည်းတော်ဒီနေ့ကစားပြီးဓမြမလုံးစားကြနဲ့တော့ကိုရတဲ့ဝေစုတွေကိုထုခွဲရောင်းချပြီးတော့ကောင်းရမွန်ရလောက်ကင်စားတောက်ကြစမ်းပါဓမြများလဲပစ္စည်းများကိုတည်ပိုးကထိုညနေအချိန်မှာပဲစခန်းသို့ဆွန့်ခွာ၍ထွက်ပြေးသွားကြလေတော့တယ်နောက်ဆုံးစခန်းတွင်ဘာခန့်နဲ့နန်းထေဝီတို့နှစ်ယောက်သာကြံနေခဲ့တော့တယ်ဘာခန့်မှာဖျားဆင်းတူတော်များကိုအဝိဇ္ဇာတစ်ခုနဲ့အိတ်တပွဲထုတ်ပိုးလိုက်ကမြင်းမော်သို့တက်လိုက်တယ်ဘာခန့်ကနန်းထေဝီကိုလက်ကမ်းလိုက်ပြီးမြင်းဆောင်ထဲမှာဟော်ဒီလေယူတကောင်ပဲကြံတော့တယ်ခမည်းကျုပ်နဲ့အတူတူလိုက်ရင်လိုက်မလိုက်ရင်တော့လမ်းလျှောက်ပြန်ရမယ်နန်းထေဝီမှာဘာခရဲ့လက်ကိုဆွဲလိုက်ကမြင်းအပေါ်သို့လွှားခနဲ့ခုန်တက်လိုက်တယ်ထို့နောက်နှစ်ဦးသားမြင်းကိုအတော့နေကစော်ပွားကြီးစီသို့ပြန်လာခဲ့ကြတယ်ဘာခက်ကစော်ပွားကြီးအရှိတွင်အဝတ်ထုတ်ကြီးကိုဖြေချလိုက်တယ်စရနောင်တေးပါပြီစော်ပွားကြီးဓမြအဖွဲလည်းပြတ်သွားပါပြီဟောတာကတော့ဓမြတိုက်ခံထားရတဲ့ဖျားဆင်းသူတော်တွေပါပရိသတ်များရှင်ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာအကစောရေးသားထားတဲ့ဘဲတန်ဘာခန့်နဲ့နန်းထေဝီအတွဲနဲ့စာစဉ်14ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်
နားဆင်အားပေးခဲ့တဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။